ကျက်မောက်သီးဟာထူးခြားတဲ့အသွင်အပြင်နဲ့ချိုများတဲ့အရသာရှိတဲ့အပြင်ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိပါတယ်။ယခုဗီဒီယိုမှာကတော့ကျက်မောက်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကိုမျှဝေပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါရှင်။ TLT Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျက်မောက်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့နံပါတ်1ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးပါတယ်။ကျက်မောက်သီးမှာဗိုက်တာမင်စီပါဝင်မှုမြင့်မားပြီးတော့ခန္ဓာကိုယ်မှာယောဂပိုးမွှားတွေကိုတိုက်ဖျက်ဖို့အတွက်လိုအပ်တဲ့သွေးဖြူဥတွေထုတ်လုပ်မှုကိုအားပေးပါတယ်။နံပါတ်2အစာချေစနစ်ကိုကျန်းမာစေခြင်းကျက်မောက်သီးမှာအမြင့်ဓာတ်တွေပါဝင်ပြီးတော့အမြင့်ဓာတ်တွေမှာဆိုရင်ပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်တွေနဲ့မပျော်ဝင်နိုင်သောအမြင့်ဓာတ်တွေရှိပါတယ်။မပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်တွေကဝန်းချုပ်ခြင်းကိုကာကွယ်ပေးပြီးတော့ပျော်ဝင်နိုင်တဲ့အမြင့်ဓာတ်တွေကတော့ဥလန်းကြောင်းမှာရှိတဲ့အကျိုးပြုတဲ့ပိုးမွှားတွေကိုပုံမများပြားလာစေခြင်းဖြင့်ဥလန်းကြောင်းဆိုင်ရာယောဂတွေကိုလည်းလျှော့ချပေးပါတယ်။နှလုံးကျန်းမာရေးကိုမြင့်တင်ပေးပါတယ်။ကျက်မောက်သီးမှာပိုတက်ဆီယမ်ပါဝင်တဲ့အတွက်သွေးဖိအားကိုထိန်းညှိပေးပြီးတော့မကောင်းသောအက်ဆီ LDL ကိုလက်စထရောကိုလျှော့ချပေးကကောင်းတဲ့အက်ဆီ HDL ကိုလက်စထရောကိုမြင့်တင်ပေးပါတယ်။ဒါအပြင်ကျက်မောက်သီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာနှလုံးရောဂါဖြစ်နိုင်ခြေကိုလည်းလျှော့ချပေးပါတယ်။နံပါတ်4သွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးခြင်းကျက်မောက်သီးမှာတကြားဓာတ်ပါဝင်မှုနည်းပြီးတော့ glycemic index လို့ခေါ်တဲ့တကြားဓာတ်အညွှန်းကိန်းလည်းနည်းပါတယ်။ဒါအပြင်ကျက်မောက်သီးမှာပါတဲ့အမြင့်ဓာတ်တွေကသွေးရင်းတကြားဓာတ်စုပ်ယူမှုကိုနှိမ့်ကွေးစေပြီးတော့စီးကျိုယောဂရှိသူတွေအတွက်လည်းသင့်လျော်ပါတယ်။နံပါတ်5အရေပြားနဲ့ဆံပင်ကိုကျန်းမာတန်ဆွမ်းစေပါတယ်။ဗိုက်တာမင်စီနဲ့ကော်ပါပါဝင်မှုကြောင့်ကော်လာဂျင်ထုတ်လုပ်မှုကိုအားပေးပြီးတော့အရေပြားတင်းရင်မှုနဲ့ဆံပင်တန်ဆွမ်းမှုကိုထိန်းသိမ်းပေးပါတယ်။ဒါအပြင်ကျက်မောက်သီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာခရမ်းလွန်ရောင်ကြီးကြောင့်အသားအရည်ပျက်စီးတာကိုလည်းကာကွယ်ပေးပါတယ်။နံပါတ်6ကတော့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေပါ။ကျက်မောက်သီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာဆဲတွေကိုအိုမင်းရင်ရောမှုကနေကာကွယ်ပေးပြီးတော့ကင်ဆာဖြစ်နိုင်ခြေကလည်းလျှော့ချပေးပါတယ်။ဒါအပြင်ယောဂပိုးမွှားတွေကိုတိုက်ဖျက်ရမှာလည်းအထောက်အကူပြုပါတယ်။တတိထားရမှာပြီးတော့ရှိပါတယ်။ကျက်မောက်သီးမှာအမြင့်ဓာတ်တွေပေါများစွာပါဝင်တဲ့အတွက်ကြောင့်အလွန်အကျွံစားမယ်ဆိုရင်ဝမ်းလျှောတာအစာမကြေတာဒါမျိုးတွေဖြစ်နိုင်ပါတယ်။စီးကျိုရှိတဲ့လူတွေအနေနဲ့လည်းအလွန်အကျွံမစားပဲပမာဏကိုထိမ့်သိမ်းစားဖို့လည်းလိုအပ်ပါတယ်။ဒီကုန်းချုပ်အနေနဲ့ကတော့ကျက်မောက်သီးဟာအာဟာရဓာတ်ကြွယ်ဝပြီးတော့ခုခံအားစနစ်အစာချေစနစ်နှလုံးကျန်းမာရေးအရေပြားကျန်းမာရေးကိုအားပေးတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။အလွန်အကျွံစားသုံးမယ်ဆိုရင်တော့အစာမကြေတာရင်ပြည့်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။တစ်နေ့ကို9လုံး6လုံးခန့်စားတာဟာတင့်တော်တဲ့ပမာဏဖြစ်ပါတယ်။ယခုဖော်ပြခဲ့တာတွေကတော့ကျက်မောက်သီးရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့အားလုံးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုရရှိဖို့လည်းဒီ channel လေးကို subscribe လုပ်ခဲ့ပေးပါအောင်ရှင်။အားလုံးပဲကျန်းမာချမ်းသာအသက်ရှည်ကြပါစေရှင်။